ခဲ့တယ်တကယ်ချင်းများကျွန်တော်ကိုခွင့်လို့ကြဖို့ပြောပေးပါအမေရဲ့နှလုံးရောကသက်သာရင်ပြန်လာမေးအမေဟာကျွန်တော်အတွက်ပင်မနဲ့ထင်မှရဲ့စိတ်မပြရီပွင့်ကြတဲ့ကြောင်းကြီးရဲ့အရေးကိုကျွန်တော်တစ်ခါပြန်ရောက်မယ်မသေးကြဘူးမဟုတ်လားငယ်ချင်းတွေအပြင်းချရတဲ့ကျွန်တော်ချစ်သူရဲ့ခဏလေးမှပြန်ဆုံနိုင်တော့နှုတ်ဆက်ဖြစ်ခဲ့တယ်ငယ်ချင်းများကျွန်တော်ကိုခွင့်လို့ကြဖို့ပြောပေးပါအမေရဲ့နှလုံးရောကသက်သာရင်ပြန်လာမေးအမေဟာကျွန်တော်အတွက်ပင်မနဲ့တူပါရဲ့စိတ်မပြရီပွင့်ကြတဲ့ကြောင်းကြီးရဲ့အရှိကိုကျွန်တော်တစ်ခါပြန်ရောက်မယ်မသေးကြဘူးချင်းတွေပြင်းချရတဲ့ကျွန်တော်ချစ်သူရဲ့ခဏလေးမှပြန်မဆုံနိုင်တော့တယ်စိတ်မပြရီပွင့်ကြတဲ့ကြောင်းကြီးရဲ့လားကျွန်တော်တွေနဲ့တူလက်တွေအမြဲခံလို့စိတ်မပြရီနွမ်းပေါ်တဲ့ကြောင်းပင်ချိန်မှာကျွန်တော်ချစ်ဦးနဲ့ပြန်မဆုံနိုင်တော့
စရိယကတော့ရဲ့ပွဲကြီးစင်တွေအတူတူဆောင်စရာချစ်တပီးများဆရာရဲ့ကျေးဇူးဆက်နိုင်ဖို့ကိုယ်စီတည်တရားလေးများနဲ့ခုစုကေဘွယ်သူကြော်တွေရည်ရွယ်ချက်အမောမျက်စောမဲ့ဝိတ်တော့ကတောင်းလာရရင်နေထတိုင်းမဲ့ကိုယ်စီဘဝလာပါခဲ့ကြပြီဆရာရဲ့ယူနာမြင်နိုင်ခဲ့ပြီဆရာရဲ့မြတ်တာသိရှိခဲ့ပြီဆရာရဲ့စကားလည်းအခါကကြားနေကျမရဲ့အာမန်ရှိသူညောနေဆရာရဲ့ယူနာမြင်နိုင်ခဲ့ပြီဆရာရဲ့မြတ်တာသိရှိခဲ့ပြီဆရာရဲ့စကားလည်းအခါကကြားနေကျမရဲ့အာမန်ရှိသူညောနေ မျက်စရာသူ့လိုစရာစေရနာမြင့်မြတ်လေးစားအပ်သောချစ်တော်ဆရာဖယားတရားတန်ခါမိဘနဲ့နိုင်တကိုင်းနဲ့ထားလေးစားအပ်သောဆရာတပည့်များပေါ်သာသမီများပမာအကျဉ်းနာတရားရင်မထားတနာငယ်ညာတတ်ပညာ